တူလေးတွေရှိမယ်ကျမတို့တရေခွင်းရှိမယ်အဲ့ဒါကိုကျမဒီနော်ဒီတူလေးကိုဒီလိုမျိုးစီလိုက်မယ်နော်ဒီလိုစီလိုက်မယ်ဆိုတော့3ချောင်းကျမတို့လိုစီးမှာပေါ့နော်3ချောင်းဒီမှာတစ်ခုစီးမယ်ဒီမှာတစ်ခုစီးကျမကအခုစီးတာတခါလေးစီးထားလိုက်တယ်အချိန်မလောက်မှဆိုလို့လေနော်ဆိုတော့ဒီလို3ခုစီးလိုက်ချိန်မှာဒီမှာကြည့်အလုပ်ကြည့်လုံးဝခိုင်နေနော်3ကန်โอเคဒါဆိုနောက်ထပ်တစ်ခုကျမတို့ဒါဒီတစ်ခေါက်တော့4ခုเนาะ4ခုတော့မယ်ဆိုတော့ဒါကျမ2ခုကတော့စီးပြီးသွားပြီဆိုတော့နောက်ထပ်တစ်ခုကိုစီးကြည့်ရအောင်ကျမဒီ quadrilateral ဖြစ်ချင်တာပေါ့เนาะအနားလေးနားဖြစ်ချင်တာ3နားပြီးသွားပြီဆို4နားနဲ့3နားနဲ့ဘာကွာခြားလဲဆိုတာကိုเนาะပြချင်လို့ပါရှင် okay ဒီခုပဲကျမတို့လည်းရှင်တော့ဒီမှာစီးမယ်နော်ရှာတော့ပါပြီရှင်ဒီမှာကြည့်ပါဘာကွာချားနေလဲဆိုတော့ပြောပြပါမယ်ရှင်ဒီမှာ3နားကိုကျမလုပ်ရမယ်အရန်ခိုင်ခန့်နေဘလို့မှမလှုပ်လုံးဝမလှုပ်ကဲ4ခုကဲကြည့်ပါဦးသူ့ကို angles property တွေပြောင်းလို့ရတယ်ဟုတ်လားသူကအရန်ရင်းရိုင်တယ်ဆိုတော့ကျမတို့ဒီမှာပညာရေးမှာလည်း3ချောင်းထောက်ပညာရေးเนาะကလေးမိဘဆက်ရเนาะ3ချောင်းထောက်ခိုင်ခန့်သွားလို့ရှင်ဒါအခြေခိုင်ပြီဆိုတော့အဲ့လိုပြောချင်တာထက်ကျမကဒါလက်တွေ့မှာဘယ်လိုရေးသုံးလဲဆိုရင်ကျမတို့မှာတရားတွေတိဆောက်တဲ့အချိန်မှာအခိုင်အမာတိဆောက်တဲ့တရားတွေဆို triangle ပုံစံကျိုးတွေစိုင်းပြီးတော့လောက်ထားတာတွေ့ရမယ်ဒီလိုတရားကဒါကိုသုံးပြီးဆောက်ထားတဲ့တရားတော့အလုံးသိပါတယ်ကျွန်တော်အပျော်လျှောက်တဲ့เนาะအပျော်လဲလျှောက်လို့ရတယ်เนาะကျိုးတရားတွေပေါ့ကျိုးတရားတွေဆိုလှုပ်စီးနေဖြစ်တာအဲ့ဒါသူ့ရဲ့အခြေခံဘေးလေးတွေကိုကြည့်လိုက်ကျိုးတွေတိုင်းထားတာကိုကြည့်လိုက်ကျမတို့ rectangle เนาะ square ပုံစံ shape တွေနဲ့ဖြစ်နေပါတယ်ရှင်ဆိုတော့ဒါလေးလာပြောပြတာပါ